ယောက်ျားလေးနဲ့ဝင်မှုတဲ့တဲ့မှာလွေအိမ်တိုင်းလို့အိမ်ကိုပြီးမိုးမိပြီးတော့နောက်နေ့မနေ့မှာအပြင်းပြတဲ့မမလေးအတန်းတဲ့ကကောင်းမလေးကျွန်တော်အကျွဲစားတွေကို